live ပြန်လွတ်နေရလားဟုတ်တယ်ရှင်ကျွန်မ live လွတ်နေတော်တော်ကြားနေတယ်ရှင်ဘယ်လို live ပြန်လွတ်နေရဒီထဲမှာလာကြည့်ရတဲ့သူတွေမှလေဟိုမှာ host ရှောက်လို့ရတဲ့သူများရှိလို့လားဒိုရာ host ရှောက်ချင်တယ်ဒိုရာဒီအကောက်လေးကို host ပြန်ရှောက်ချင်လို့မို့လို့ရှိရသူရှိလို့ရှင်လေဒီထဲလောက်ပြောပြပါအောင်လို့ဘလောက်ပဲပူပူခဏလောက်ထားကလိုက်လို့ရှိလို့ဘလောက်ပဲအေးအေးခဏလောက်ထားကလိုက်ရင်ပူသွားရော ID hello black hello follow ပြီးလို့ကျေးဇူးပါအရင် family မှာပြန်မလျှောက်ဘူးလားအဲ့ family ကအမယူမတွေ့လို့ big man hello ဆက်ဆက်လေးဆက်ဆက် family မှာတော့မတွေ့တော့အမှန်တိုင်းပြောလို့ချင်းတို့ကလေဟိုဘယ်လိုပြောရမလဲတခြား family ရောတို့ကမသိဘူးပေါ့နော်အဲ့အမ family ကလေဟိုသူကတိတ်ပြီးတော့ဟိုမရှင်းပြသလိုမျိုးဖြစ်လို့မျိုးတော့ပြန်ပြောနေနော်အဲ့လိုမျိုးသူတို့အကောက်တွေပါလေဟောရှောက်တဲ့အခါကြလို့ရှိလို့ချင်းတချို့တွေကလုတ်ပြီးရကွာစိတ်ရှိလဲရှိတော့ကြဘယ်ဝင်လဲအဲ့လိုပဲပြောရတာတခြား like လုံးမပေးဘူးပြင်မန် hello မင်္ဂလာပါရှင် live ပြန်လွတ်နေရလားဟုတ်တယ်ရှင်ကျွန်မ live လွတ်နေတော်တော်ကြားနေတယ်ရှင်ဘယ်လို live ပြန်လွတ်နေရဒီထဲမှာလာကြည့်ရတဲ့သူတွေမှလေဟိုမှာ host ရှောက်လို့ရတဲ့သူများရှိလို့လားဒိုရာ host ရှောက်ချင်တယ်ဒိုရာဒီအကောက်လေးကို host ပြန်ရှောက်ချင်လို့မို့လို့ရှိရသူရှိလို့ရှင်လေဒီထဲလောက်ပြောပြပါအောင်လို့ဘလောက်ပဲပူပူခဏလောက်ထားကလိုက်လို့ရှိလို့ဘလောက်ပဲအေးအေးခဏလောက်ထားကလိုက်ရင်ပူသွားရော ID hello black hello follow ပြီးလို့ကျေးဇူးပါအရင် family မှာပြန်မလျှောက်ဘူးလားအဲ့ family ကအမယူမတွေ့လို့ big man hello ဆက်ဆက်လေးဆက်ဆက် family မှာတော့မတွေ့တော့အမှန်တိုင်းပြောလို့ချင်းတို့ကလေဟိုဘယ်လိုပြောရမလဲတခြား family ရောတို့ကမသိဘူးပေါ့နော်အဲ့အမ family ကလေဟိုသူကတိတ်ပြီးတော့ဟိုမရှင်းပြသလိုမျိုးဖြစ်လို့မျိုးတော့ပြန်ပြောနေနော်အဲ့လိုမျိုးသူတို့အကောက်တွေပါလေဟောရှောက်တဲ့အခါကြလို့ရှိလို့ချင်းတချို့တွေကလုတ်ပြီးရကွာစိတ်ရှိလဲရှိတော့ကြဘယ်ဝင်လဲအဲ့လိုပဲပြောရတာတခြား like လုံးမပေးဘူးပြင်မန် hello မင်္ဂလာပါရှင် live ပြန်လွတ်နေရလားဟုတ်တယ်ရှင်ကျွန်မ live လွတ်နေတော်တော်ကြားနေတယ်ရှင်ဘယ်လို live ပြန်လွတ်နေရဒီထဲမှာလာကြည့်ရတဲ့သူတွေမှလေဟိုမှာ host ရှောက်လို့ရတဲ့သူများရှိလို့လားဒိုရာ host ရှောက်ချင်တယ်ဒိုရာဒီအကောက်လေးကို host ပြန်ရှောက်ချင်လို့မို့လို့ရှိရသူရှိလို့ရှင်လေဒီထဲလောက်ပြောပြပါအောင်လို့ဘလောက်ပဲပူပူခဏလောက်ထားကလိုက်လို့ရှိလို့ဘလောက်ပဲအေးအေးခဏလောက်ထားကလိုက်ရင်ပူသွားရော ID hello black hello follow ပြီးလို့ကျေးဇူးပါအရင် family မှာပြန်မလျှောက်ဘူးလားအဲ့ family ကအမယူမတွေ့လို့ big man hello ဆက်ဆက်လေးဆက်ဆက် family မှာတော့မတွေ့တော့အမှန်တိုင်းပြောလို့ချင်းတို့ကလေဟိုဘယ်လိုပြောရမလဲတခြား family ရောတို့ကမသိဘူးပေါ့နော်အဲ့အမ family ကလေဟိုသူကတိတ်ပြီးတော့ဟိုမရှင်းပြသလိုမျိုးဖြစ်လို့မျိုးတော့ပြန်ပြောနေနော်အဲ့လိုမျိုးသူတို့အကောက်တွေပါလေဟောရှောက်တဲ့အခါကြလို့ရှိလို့ချင်းတချို့တွေကလုတ်ပြီးရကွာစိတ်ရှိလဲရှိတော့ကြဘယ်ဝင်လဲအဲ့လိုပဲပြောရတာတခြား like လုံးမပေးဘူးပြင်မန် hello မင်္ဂလာပါရှင်